ပြန်လာပြီလားရှင့်တံပြာသီးတွေကအချိုလွမ်းနေလို့ရှင့်ကိုတံပြာချိုးလို့ပဲခေါ်တော့မယ် ဟုတ်ပါမိမရာ ငါနာမည်ကြောင့်ချိုးတာလားငါလက်ရကြောင့်ချိုးတာလားတော့မသိဘူးဟဲ့ နေပါအောင်မင်းကြီးရဲ့ဒါကတဘာဝမကြဘူးဒီအသီးတွေချိုးတာနေ လေအမတ်ကြီးရဲ့ကျုပ်ကအဲတုန်းကအပင်တွေကိုကျုပ်ကွန်မြေဥစားတေချာကျွေးထားတာဗျာကယ်လ်ဆီယမ်ဓာတ်ကြောင့်အသီးကအားရှိနေတာဒါပေမဲ့တကယ်ဘာကြောင့်ချိုလဲဆိုတာတော့ဒါပေမဲ့တကယ်ဘာကြောင့်ချိုလဲဆိုတာတော့အရိန်ဓမာသာအသိဆုံးဖြစ်မှာပေါ့ နေပါအောင်မင်းကြီးရဲ့ဒီအသီးတွေချိုးတာဟာအရိန်ဓမာလန်ရဲ့တန်ခိုးကြောင့်လား ဟဲ့အမတ်ကြီးနင်ကပညာရှိဆိုဇဝေဇဝါဖြစ်မနေနဲ့လေကဲငါအသီးကိုထိလိုက်ပြီးစမ်းကြည့်ပါလားမြဲကြည့်ရင်သိမှာပေါ့ အမလေးလေချန်လိုက်တာ ကျုပ်ခွန်မျိုးစားလေးလုပ်ပြီးလဲထပ်စမ်းကြည့်ကြအောင်နော်